တက်ကြွလန်းဆန်းတော့ကျမရဲ့မနက်ခင်းကနေပြန်နေကြိုဆိုလိုက်ပါတယ်။အရင်ဆုံးကျမမျက်နှာတက်တယ်မျက်နှာတက်ပြီးတော့ကျမ service skin care မယ်ပေါ့နော်။ပထမဆုံးအနေနဲ့ကျမတူနာလေးပါတယ်ကျမဒီ GM solution တဲ့ကဒီတူနာ3နေရဒါနဲ့ဆို4-5ဘူးလောက်ရှိပေါ့နော်ကျမနဲ့သေးတယ်ရင်ကောင်းတယ်ဒုတိယတစ်ခုကျတော့ကျမ moisture အနေနဲ့ဒီ Purito ထဲက bamboo patternol cream လေးသုံးတယ်ပေါ့နော်ဒါလေးတော့ကျမအရင်ကိုကြိုက်ပါတယ်ကျမရဲ့ favorite ဖြစ်ပါတယ်ရှင်ပြီးတော့ကျမစမ်းတယ်လာတဲ့ဒီ sun cream လေးကိုသုံးလိုက်ပါတယ်ဒါကကျမစမ်းသုံးချင်တာပထမဆုံးတစ်ခုပေါ့နော်အိမ်တော့တငယ်ချင်းတွေညီမတွေနာစမ်းသုံးကြည့်တယ်ကျမနဲ့အဆင်ပြေလို့တဲ့လို့ပေါ့နော်ကျမဝယ်ထားပါတယ်နော်ဘူးအဲ့ပြီးတော့ကျမဒီအပေါက်ထုံးထဲကဒီပေါင်လာလေးပုံမယ်ပေါ့နော်ကျမကမျက်နှာလိုမျိုးအစီပြင်းနေကျမကမကြိုက်ဘူးပေါ့နော်ပြီးတော့ကျမတခြားလိမ့်စရာရှိရည်ဆက်လိမ့်တယ်ပြီးတော့ကျမဒီ lip balm လေးကိုသုံးလိုက်ပါတယ်ရှင်ဒီ lip balm သုံးနေတော့ကြာပြီသူအနံ့ကျမအရင်ကြိုက်လို့ပေါ့နော်ပြီးတော့တကယ်ကောင်းတဲ့ lip balm လေးတစ်ခုဖြစ်ပါတယ်အင်ကြီးပိုင်းလေးပြီးတော့ကျမလောက်ဆရာရှိတာလောက်ပါတယ်စပင်းဆိုရင်ချရနဲ့ချီတာပဲတက်တဲ့ကျမဘောနော်ဒီနေ့ကကျမချလည်းမချချင်ချီလည်းမချီချင်ဆိုတော့ကျမရဲ့မမီကိုစပင်းချစ်စမီလေးချစ်ပေးခိုင်းလိုက်ပါတယ်ရှင်ဒါတော့မမီလုပ်ပေးနေတဲ့စပင်းပုံစံလေးပါရှင် final result လေးကတော့ဒါလေးဖြစ်ပါတယ်ရှင်ဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးများတင်ပါတယ်ရှင် See you in the next video. Bye bye.